ယေရှုရဲ့အသွေးသွန်းတဲ့နေရာ9နေရာရှိပါတယ်ပထမဦးဆုံးယေရှုအသွေးသွန်းတဲ့နေရာတော့ဂေသရှမန်ဥယျာဉ်မှာဖြစ်တယ်လူကာခန်းကြီး22အငယ်44မှာယေရှုရဲ့အသွေးကချွေးကဲ့သို့နော်ချွေးတွေကယေရှုရဲ့အသွေးကချွေးကဲ့သို့ထွက်လာအဲ့ဒါကတော့ယေရှုဂေသရှမန်ဥယျာဉ်မှာကားတိုင်ကိုမတက်ခင်တပည့်တော်တွေနဲ့အတူတူသွားပြီးတော့ဆူတောင်းတဲ့အချိန်မှာဖြစ်တယ်ယေရှုရဲ့ဆူတောင်းကကိုရောဒီခွက်ကိုကျွန်တော်လွန်လို့ရရင်လွန်သွားပါစေယေရှုအဲ့ဒီနေရာမှာဂေသရှမန်ဥယျာဉ်မှာလူရဲ့အပြစ်တွေကိုဆောင်ယူဖို့ရန်အတွက်သူဟာကြီးစွာသောအဖို့ခါကိုပေးရတော့မယ်ဆိုတာသိတဲ့အတွက်ကြောင့်မို့လို့သူစိတ်ပိုင်းဆိုင်ရာတိုက်ပွဲကိုသူတိုက်ရတဲ့အချိန်ဖြစ်တယ်ယေရှုဟာသူမကြခင်မှာကြုံရမယ့်တကယ်ကိုပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုသူတိုက်ရတော့မယ်ဆိုတော့သူသိတယ်ဝိညာဉ်ရေးရမှာပြင်းထန်တဲ့တိုက်ပွဲဖြစ်တယ်ပြင်းထန်ဆုံးတိုက်ပွဲတွေထဲမှာအပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဖြစ်တယ်လူသားတွေအားလုံးရဲ့အပြစ်ကိုသူ့အပေါ်မှာယူဆောင်ရမယ် spiritually အလွန်ပြင်းထန်တဲ့တိုက်ပွဲဖြစ်တယ်အဲ့ဒီပြင်ယေရှုသူ့ရဲ့ရှေ့မှာသူကြည့်လိုက်တဲ့အခါမှာသူကြုံရမယ့်ခရီးလမ်းကရာနီခရီးလမ်းကိုသူကြည့်ရဲ့အခါမှာသူ့ရဲ့စိတ်ထဲမှာတုန်လှုပ်ခြင်းယေရှုဟာဖျားဇာတိကိုခံထားတယ်လို့လူဇာတိလည်းပဲရှိတဲ့သူဖြစ်တယ်ကျမတို့လိုပဲအသွေးသားရှိရဲ့ကျမတို့လိုပဲခံစားချက်ရှိရဲ့ကျမတို့လိုပဲနာကျင်တတ်တယ်ဒီလူသားရဲ့နာကျင်မှုတွေအားလုံးကိုသူနားလေဘာဖြစ်လို့လဲကျမတို့ကိုသူစာနာနိုင်ဖို့ရန်အတွက်လူဇာတိကိုခံပြီးတော့မြေကြီးကိုလာတာဖြစ်တယ်ဒါကြောင့်မို့ယေရှုဟာသူ့ရဲ့ရှေ့မှာရှိတဲ့ခရီးလမ်းကိုသူကြည့်တဲ့အခါမှာနာကျင်မှုတွေများစွာသူမြင်တယ်တပည့်တော်ရဲ့သစ္စာဖောက်ခြင်းလူတွေရဲ့ကဲ့ရဲ့ခြင်းလူတွေရဲ့မျက်နှာလွှဲခြင်းအပြစ်တင်ခြင်းအဲ့ဒီမှာအဆိုးဆုံးကတော့ခမည်းတော်ကသူ့ကိုမျက်နှာလွှဲမှာဖြစ်တယ်ဒါကိုသူကြိုပြီးတော့မြင်တယ်အရက်ဆက်ဆုံးယောမစစ်သားတွေရဲ့လက်ထဲမှာသူနာကျင်စွာခံရမယ်ကားတိုင်းကိုသူထမ်းရမယ်ဒီခရီးလမ်းကအရန်ကိုကြမ်းတမ်းဒီခရီးလမ်းကအရန်ကိုပင်ပန်းတယ်အဲ့ဒီပြင်သူကယ်တင်ဖို့ရန်တော့လာတဲ့လူတွေကသူ့ကိုမသိသူ့ကိုမာရွေးနဲ့ဆွဆွဲချက်တွေနဲ့သူ့ကိုတတ်ပါဆိုပြီးတော့လက်ညှိုးထိုးပြီးတော့ကားတိုင်းတင်ဖို့ကြိုးစားမဲ့ရောက်သူမြင်တယ်ဒီရောက်သူမြင်တဲ့အတွက်ကြောင့်မို့လို့သူဟာဘာဖြစ်လဲဆိုရင်ဒီခွက်ကိုလွန်လို့ရရင်လွန်သွားပါစီလို့တော့မှသူပြောတယ်ဒီနေရာပြင်ပြောမယ်ဆိုလူအနေနဲ့တော့ဒီအရာကိုသူလုံးဝမကြုံချင်လူအနေနဲ့ဒီအရာကိုသူကြော်လို့ရရင်ကြော်သွားချင်တယ်ဒါပေမဲ့လည်းဖခင်ရဲ့အလိုတော်ယေရှုကဝန်ခံမှုဆုံးဖြတ်တယ်အဲ့ဒီခါမှာယေရှုရဲ့အထဲထဲမှာဘလောက်ထိစိတ်ပိုင်းဆိုင်ရာဖိစီးမှုများလဲဆိုတာအဲ့ဒီချွေးတွေကတတ်သိဖြစ်တယ်ဒီစိတ်ပိုင်းဆိုင်ရာဖိအားများတဲ့သူတွေက hematorosis လို့ခေါ်တဲ့ဒီအရန်ကိုရှားပါးတဲ့ယောဂတစ်မျိုးပေါ့နော်ဒီအခြေအနေတရက်ကိုဖြစ်တာဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်ချွေးတွေကအပြင်ကိုထွက်လာတဲ့အခါမှာဓာတ်ရှားလို့မဟုတ်ဘူးအဒဏ်ရာတစ်ခုခုဖြစ်လို့မဟုတ်ဘဲနဲ့သွေးတွေကဲ့သို့ထွက်လာချွေးတွေကအဲ့ဒါအရန်ကိုရှားပါးတဲ့ဒါလူခန္ဓာရဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်လူတိုင်းမဖြစ်ဘူးအနည်းငယ်သောသူတွေပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒါကတကယ့်ကို extreme stress extreme pressure တကယ့်ကိုအရန်ကိုပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုဖြစ်တဲ့အခါမှပဲဖြစ်တဲ့အရာဖြစ်တယ်။ဒါပေမဲ့ယေရှုကအဲ့ဒီအရာတွေအားလုံးကိုသူခံရတယ်။အဲ့ဒီမှာသူထွက်လာတဲ့သူ့ရဲ့အသွေးကတာမန်နော်ဓားရှာလို့ထွက်တာမျိုးအရိုက်ခံရလို့ထွက်တဲ့အသွေးမျိုးမဟုတ်ဘူးဖြစ်တယ်။ဂေသရှမန်ဥယျာဉ်မှာယေရှုရဲ့အသွေးသွန်းခြင်းကကျမတို့ရဲ့အပြစ်တွေကိုယူဆောင်ပေးဖို့ရန်အတွက်ကျမတို့ရဲ့အထူးသဖြင့်ကြင်ချင်းအမင်္ဂလာကြောင့်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာ disorder တွေဖခင်ရဲ့အလိုကိုမဝင်ခံတဲ့အတွက်ကြောင့်မို့လို့ကြုံရတဲ့တုန်လှုပ်စရာခြောက်ခြားစရာအဖြစ်ပြက်တယ်ဒီຢာတွေကနေပြီးတော့လွန်မြောက်ဖို့ရန်အတွက်ဒီအမင်္ဂလာတွေကနေလွန်မြောက်ဖို့ရန်အတွက်ယေရှုဟာကျမတို့အတွက်အသွေးသွင်းခဲ့တာဖြစ်တယ်ဂေသရှမန်ဥယျာဉ်မှာယေရှုကတိုက်ပွဲတိုက်ခဲ့တယ်ဘာတိုက်ပွဲလဲဆိုရင်လူရဲ့အလိုလူရဲ့ဇာတိအလိုနဲ့ဖခင်ရဲ့အလိုရှင်ပြိုင်တဲ့တိုက်ပွဲဖြစ်တယ်ဒါပေမဲ့ယေရှုကဖခင်ရဲ့အလိုကိုအနိုင်ပေးခဲ့ကျမတို့လူသားတွေကကိုယ့်ရဲ့အလိုဇာတိအသွေးသားရဲ့အလိုကိုအမြဲတမ်းအနိုင်ပေးလေရှိတယ်ကျမ်းစာမှာလည်းဒီလိုပြောတယ်နော်ပေါလုကငါမလုပ်ချင်တဲ့အရာကိုငါလုပ်ပြီတနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျမတို့ကကိုမလုပ်ချင်ပေမဲ့လည်းပဲကျမတို့ရဲ့ဇာတိအသွေးသားကအမြဲတမ်းအနိုင်ယူတယ်ကျမတို့ဒီနေ့အရက်မတောက်ဘူးဒါပေမဲ့ညနေရောက်လို့ရှင်မတောက်ပဲမနေနိုင်တော့ငါဒီနေ့စိတ်မဆိုးဘူးလို့ငါဆုံးဖြတ်တယ်ဒါပေမဲ့လည်းကျမတို့စိတ်ဆိုးစရာတွေနဲ့ကြုံလာရင်စိတ်ဆိုးတယ်ကျမတို့ရဲ့ဇာတိရဲ့တွေးဆောင်မှုမှာအမြဲတမ်းကျမတို့ဆာမွေးပွဲကြတယ်ဒါပေမဲ့ဆွေသိလားယေရှုကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်တဲ့ယုံကြည်လက်ခံတဲ့အခါမှာသင်ဘဝမှာဒီဇာတိအလိုဆန္ဒတွေကိုအောင်မြင်နိုင်တဲ့သူဖြစ်ခွင့်ရတယ်။ဘာကြောင့်မို့လဲဆိုယေရှုကကျမတို့ကိုယ်စားအဲ့ဒီတိုက်ပွဲတိုက်ပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ဖြစ်တယ်။ယေရှုမပါဘူးဆိုရင်တော့သင်မလုံနိုင်။ယေရှုမရှိတဲ့လူတွေကမကျင့်နိုင်။ဒ
ဒီဖျားရဲ့အလိုကိုဝန်ခံဖို့ရန်အတွက်အရန်ခတ်တယ်ဒါပေမဲ့ဒီတိုက်ပွဲကိုယေရှုဟာဂေသရှမန်အိုးရမှာတိုက်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ကိုတော့ကျွန်ုပ်အလိုတိုင်းမဖြစ်ပါစေနဲ့ကိုတော့အလိုတိုင်းဖြစ်ပါစေဖယားသခင်ရဲ့အလိုတော်ကိုသူ့ရဲ့ခံစားချက်တွေကြောက်ရွံ့ခြင်းစိုးရိမ်ခြင်းတွေဖိအားတွေအားလုံးထက်သူဟာဦးစားပေးခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီနေ့ကျမတို့ဟာယေရှုခရစ်တော်နီးတူပဲဇာတိအသွေးသားရဲ့ဆန္ဒတွေရဲ့တောင်းဆိုမှုတွေအောင်မြင်နိုင်တဲ့သူတွေဖြစ်ခွင့်ရပြီဖြစ်တယ်။သင်ဘဝသက်တာထဲမှာယေရှုရဲ့အသွေးတော်ဟာဘာကြောင့်မို့လို့ဒီပုံစံနဲ့ဂေသရှမန်ဥယျာဉ်မှာသွန်းလောင်းခဲ့ရတာလဲ။ဒီနေ့သင်ကိုယ်စားယေရှုတိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။ဂေသရှမန်ဥယျာဉ်မှာယေရှုတိုက်ပွဲဝင်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ကျမတို့ဟာကြောက်ရွံ့ခြင်းစိုးရိမ်ခြင်း stress ဆိုတဲ့ဒီခေတ်မှာလူတွေအများစုရတဲ့ဒီဖိအားတွေ depression တွေဒီအရာတွေကနေလွတ်မြောက်ခြင်းခံရပြီဒီယေရှုခရစ်တော်ကကျမတို့ကိုသိချစ်တဲ့အတွက်ကြောင့်မလို့ဂေသရှမန်ဥယျာဉ်မှာသူ့ရဲ့အသွေးကိုသွန်းခဲ့တာဖြစ်